ဆိုလို့ရှိရင်တအားကိုလှတဲ့ drone show ကစနေပါပြီလူတွေအများကြီးကလည်းကြည့်နေပါပြီကောင်းကင်ရမှာဘလောက်လှလဲဆိုတော့ကြည့်ပါဒီနေ့မှတဲ့ကြောက်ပြားမြေကန်တပင်းမှာပြုလုပ်မဲ့ drone show ကိုလာကြည့်တာဖြစ်ပါတယ်။ show ကတော့ညဘက်ကျမှ drone show ကပြတာဖြစ်ပါတယ်။မောင်တဲ့အချိန်ကျမှကြည့်ရတာပေါ့နော်။ဒါပေမဲ့မထက်ကဒီကြောက်ပြားမြေကတအားလှတဲ့အတွက်ကြောင့်မို့လို့လှတဲ့နေရာကနေပြီးတော့ကြည့်ရင်ပို့ပြီးတော့လှတဲ့အတွက်ကြောင့်မို့လို့ကြိုတင်ပြီးတော့စောစောလေးဒီနေရာကိုရောက်နေတာဖြစ်ပါတယ်။အဲ့တော့မထက်ကနေရာလှလေးကနေပြီးတော့ drone show ကိုပြပေးမှာဖြစ်ပါတယ်။ဆက်လက်တူလိုက်ကြည့်ရအောင်။ဒီ drone show က Visit ကြောက်ဖျား2025မှာထိုင်းဆိုရကကျင်းပဖို့အတွက်ကိုစီစဉ်ထားတာပါဘယ်လိုစီစဉ်ထားလဲဆိုလို့ရှိရင် drone show တွေရှိမယ်ဒီမြစ်ကြောင်းတစ်လျှောက်ကလှပတဲ့အထင်ကြီးနေရာတွေမှာမီးပန်းဖောက်တာတွေရှိမယ်မီးလှလှတွေရှိမယ်ဒါပေမဲ့တော့ဒီပါကဒီနှစ်မှာကဘီရင်မာကြီးကလက်ရော်ဆန်သွားတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့မီးပန်းဖောက်တဲ့လွှတ်တဲ့ပွဲတော်တွေကတော့မရှိတော့ဘူးဒါပေမဲ့ဒီနိုဝင်ဘာနဲ့ဒီဇင်ဘာလတွေမှာကတော့ဒီ drone show ကိုကြည့်လို့ရမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲဒီ drone show သူတတ်မှတ်ထားတဲ့နေ့တွေမှာအားလုံးလာပြီးတော့ဒီမှာကြည့်လို့ရပါတယ်နော်မမတက်ကတော့ဒီနေ့စပန်ဖုဆိုတဲ့တရားကနေပြီးတော့ drone show ကြည့်မှာဖြစ်ပါတယ်ဒီ drone show ကဒီစပန်ဖုကနေကြည့်လို့ရှိရင်ပို့ပြီးတော့လှတဲ့အတွက်ကြောင့်မို့လို့ဒီနေရာကနေကြည့်မယ်တပ်ပုံလှလှလေးတွေရိုက်ဖို့ရောက်နေတာဖြစ်ပါတယ်မထက်ကတော့စပန်ဖူးပေါ်ကိုဒီလေကားလေးကနေတက်မှာဖြစ်ပါတယ်တားလိုက်အောင်မယ်ဒီမှာကားတွေလည်းအများကြီးရှိတယ်ဘတ်ကားတွေအများကြီးရောက်တယ်အော်မင်းနေလိုက်တာအိမ်ကိုငွေလွှဲအောင်မယ်ခဏလေးနော်ငွေလွှဲလိုက်အောင်မယ်အော်ပြောရအောင်မယ် True Money နဲ့ငွေလွှဲတာအရန်ကိုအဆင်ပြေပါတယ်မထက်ဆိုလို့ရှိရင်အခုဒီမှာ drone show လာကြည့်ရင်းနဲ့ငွေလွှဲလိုက်တာချက်ချင်းရောက်တယ်အဲ့တော့ True Money က24နာရီအတွင်းကိုကိုယ့်ဘာသာကိုငွေအဆင်ပြေပြေနဲ့လွယ်လွယ်ကူကူနဲ့လွှဲလို့ရတယ်နောက်တစ်ခုကငွေဈေးလဲကောင်းတယ်ငွေလွှဲကလည်းပေးစရာလုံးဝမလိုဘူးပြီးတဲ့ခါကျလို့ရှိရင်ပွဲစားတွေနဲ့ငွေလွှဲရလူနဲ့ရှုပ်ချက်ခတ်ပြီးတော့ဖုန်းတွေဆက်နေကြလည်းမလိုတော့ဘူးအဲ့တော့ True Money ကအရန်ကိုအဆင်ပြေတယ်ငွေလွှဲရင်းနဲ့တခုခုဖြစ်သွားတယ်ဆိုလို့ရှိရင်လည်း call center ကိုဖုန်းဆက်လိုက်တာနဲ့အချိန်မရွေးမြန်မာလူမျိုးတွေဖြစ်ပေးမဲ့သူတွေအဆင်သင့်ရှိပါတယ်မြန်မာပြည်မှာငွေထုတ်မယ်ဆိုလို့ရှိရင် True Money Agency တဲ့ဘယ်ဆိုင်မှာမဆိုငွေထုတ်ယူလို့ရတယ်နော်ပြီးတော့ AYA Pay နဲ့လည်းငွေလက်ခံလို့ရတယ်တိပြီးပါလားငွေလွှဲပြီးတာနဲ့အရင်ဆုံးရလာတဲ့ကုန်းနံပါတ်ကိုမြန်မာပြည်ကိုလှမ်းပေးလိုက်တာနဲ့ငွေထုတ်မဲ့သူကအဲ့ဒီကုန်းနံပါတ်ကိုသုံးပြီးတော့ AYA Pay ထဲမှာရိုက်ထည့်လိုက်တာနဲ့ပတ်စံက AYA Pay ထဲကိုရောက်ရှိလာမှာဖြစ်ပါတယ်ဒါပေမဲ့တခုတော့သတိထားမယ်နော် AYA Pay နဲ့ငွေလက်ခံမယ်ဆိုလို့ရှိရင်ငွေလက်ခံမဲ့သူရဲ့ဖုန်းနံပါတ်က AYA Pay အကောင့်ဖွင့်ထားဖို့အပ်ပါတယ်ကဲအဲ့ဒီတော့မထက်က AYA Pay နဲ့ငွေဘယ်လိုလက်ခံရမလဲဖုန်းနံပါတ်ဘယ်လိုထည့်ရမလဲဆိုတာကိုပြပြပေးပါမယ်ရှင် AYA Pay နဲ့ငွေလက်ခံတာအရန်ကိုလွယ်ကူပါတယ်အရင်ဆုံး AYA Pay application ကိုဖွင့်ပြီးတော့မှ service ထဲက see all ကိုနှိပ်လိုက်ပါပြီးသွားတဲ့ခါကျလို့ရှိရင် international remittance ကိုရွေးပါပြီးတော့တဲ့ခါကျရင် True Money International Remittance ကိုရွေးလိုက်ပါအဲ့ဒီခါကျလို့ရှိရင်အခုလိုမျိုးဒီနေရာလေးပေါ်လာပါလိမ့်မယ်ဒီနေရာလေးမှာငွေလွှဲသူပို့ပေးတဲ့ show web ကဏ္ဍ8လုံးကိုရိုက်ထည့်လိုက်ပြီဆိုတာနဲ့ AYA Pay တဲ့ကိုငွေရောက်ရှိလာမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်မတက်ကငွေလွှဲပြီးတော့ပါပြီအဲ့တော့ drone show ကြည့်ဖို့အတွက် drone တက်လာတာကိုဟောလိုက်ဒီဘက်ကနေပြန်တဲ့ခါကျတော့တရားပေါ်ဖြတ်ပြီးပြန်တဲ့ခါမှာအရန်မြင့်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမော့မော့ကြီးကြည့်ရတယ်တဲ့အားကြောင့်မလို့ drone show ကြည့်နေတယ်ဆိုလို့ရှိရင်ဟိုးမှာရှိတဲ့ဇေဒီလေးအဲ့နာတော့ကြည့်လို့ရှိရင်တအားလှရတယ်အဲ့တော့မတဲ့ဇေဒီနာတော့ကြည့်မယ်ဟိုနူအကျန်းမြစ်ထဲကိုထိုးတဲ့မီးစလိုက်ကြီးအော်တိုက်ပဲဒီမှာမလိုက်ရမဟုတ်လင်းနေရောပဲလှနေရောမြင်ကြောင်းတစ်ခေါက်လုံးတရားပေါ်ကြည့်လို့ရှိရင်အရန်မိုက်ပါတယ်ဒီမှာကြည့်အောင်မြစ်ထဲကိုလင်းထိန်တာပဲ
လို့ရှိရင် drone လုပ်ဖို့အတွက်လူတွေအများကြီးစောင့်မျှော်ကြည့်ရှုနေပါပြီเนาะလေတွေကလည်းဒီမှာရှင်းထားပြီခဏစောင့်နေရပြီးရင်ခဏနေတာနဲ့ drone တွေလာတော့မယ်ကြည့်ရမယ်ကြည့်ရတာတအားကိုလှပါတယ်။ကြောက်ပြားမြင့်မှာတော်တော်ကြီးကိုလှပြီးတော့တော်တော်ကြီးကိုထူးဆန်းတဲ့အရာတွေကိုမြင်လိုက်ရတယ်ပေါ့နော်။အဲ့တော့ကိုယ့်အကိုအံ့အားသင့်နေတယ်ဆိုလို့ရှိရင်လာပြီးတော့ကြည့်လိုက်ပေါ့နော်။ဗီဒီယိုထဲမှာကြည့်ရတဲ့ဆိုင်ပြင်မှာကြည့်ရတာပို့ပြီးတော့အဆင်ပြေတယ်။ပြီးတော့ဒီဇင်ဘာလမှာဆိုလို့ရှိရင်ဘယ်ရက်တွေမှာပြမလဲဆိုလို့ရှိရင်9 6 12 19 အဲ့ဒီရက်တွေမှာဆိုလို့ရှိရင် drone show ကပြမှာဖြစ်ပါတယ်အဲ့တော့ရောက်ဖြစ်အောင်လာပြီးတော့ကြီးလိုက်ပါပြီးတဲ့ခါကျလို့ရှိရင်လည်းပြတဲ့နေရာကတော့ပေါ့နော်အခုမှထက်ပြောပြတဲ့နေရာမှာလာကြည့်လို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်ဘယ်လိုပဲဖြစ်ဖြစ်ပြတဲ့ဟာပြချိန်လေးကတော့ခဏလေးပဲကွာဒါပေမဲ့လာကြည့်တဲ့သူတွေအနေနဲ့ကဘယ်နာကြည့်ကြည့်ရပါမယ်မထက်ပြောထားနေရာလေးကိုလာကြည့်ပို့ပြီးလှပါတယ်လို့ဒီနေ့တော့မထက်ကတဝါကြီး drone show ကြည့်ပြီးတော့ပါပြီရန်လက်တန်သွားပါပြီနှုတ်ဆက်ပါရနော်တတာ